ကဲ9နှစ်ကျော်မရောက်တဲ့ခြံလေးနဲ့အိမ်လေးရဲ့အခြေအနေအေးဘယ်တက်နိုင်မလဲဦးဝိုင်းရဲ့ဟဲ့ဥမာတရတီးတွေကဲ9နှစ်ကျော်ဗျာကျွန်တော်ရဲ့ခြံလေးမရောက်တာကုန်ပြီပေါ့ကဲတကယ်ရွက်အထိကုန်ပါတယ်ကဲကျွန်တော်အိမ်လေးရဲ့အခြေအနေသာကြည့်ပါတော့ကျွန်တော်ခြံလေးရဲ့အခြေအနေပြောမပြတော့ပါဘူးအိမ်လေးလည်းကြည့်ပါအောင်ရှင်အိမ်လေးလည်းကြည့်ပါအောင်ရှင်ရှိတော့ပါဘူးအိမ်ထဲကပရိဘောဂတွေလည်းကုံသွားပါပြီရှင်အကုန်သွားပါပြီရှင်ကြောင်သေးကြီးရောကြောင်သေးရပါဗျာဘုန်းကြီးရဲ့ဘုရားကိုနားရတာတော့မနေ့ကဘာလို့တစ်ခေါက်ဘုန်းကြီးရဲ့သင်္ကန်းနဲ့ပြထားလို့ဘုန်းကြီးဆိုပဲဒီရနောက်လေဒီလမ်းခင်းနေတော့ဘယ်နောက်အပြောနေရောစီးဖို့ TV တွေရောအမေ aircon တွေရောအကုန်ပါပြီရှင်ဗီဒီယိုတွေရောဒီနာဟွာကြီးစတီကုံတွေရောအိမ်3000ပစ္စည်းတွေဟာမှကြည့်လိုက်မီးကြိုးတွေပါခွာယူတာပါရှင်ဟောဒီကနေဖောက်ဝင်တာပါဗျာဒီတွေကလည်းဘယ်ကနေဩအပေါ်ကနေဖောက်ဝင်တာပါဟိုမဲ့ကဲဘယ်တက်နိုင်မလဲရှင်ရဲ့ဒီမဲ့တကားတွေလည်းဖြုတ်ယူသွားပါတယ်တကယ်ချက်တွေဒီထက်ကကတင်တွေဗီဒီယိုတွေစီဒီယိုမွေရာတွေအဲယာကွန်းတွေအကုန်ဖြက်စီးသွားပါတယ်လို့အဲယာကွန်းတွေကတင်တွေအကုန်ရသမျှအကုန်ယူသွားအောင်မတကားပေါက်တွေအကုန်ရိုက်ဖြက်အောင်မကြည့်လိုက်မီးကြိုးတွေအကုန်လှဆင်ထားတွေအကုန်ရိုက်ဖြက်ခွာအမေဟောမရှိတော့ပါဘူးလို့ဟောဒီမှာလည်းပါမရှိတော့ပါဘူး TV တွေရောဟိုဟာတွေရောဝတ်လျှော်ဆက်တွေရောအကုန်လုံးအိမ်တဲ့အိမ်ရဲ့အသုံးဆောင်တွေအားလုံးကုန်ပါပြီလို့ကုန်ဒီမှာတကားချက်တွေလည်းကုန်ဖြုတ်ယူသွားလေယူကြပါလို့ယူကြပါလို့အိမ်ရဲ့အနေချာလက်ပတ်မင်းကြီးအဲ့ဒါလက်ပတ်မင်းကြီးရှင်းမယ်ခြေရတာခုတ်ပလိုက်နော်လက်ပတ်မင်းကြီးမလေးမပြတက်ပေါက်မှာမဟုတ်ဘူးခြေရတာနိုးပဲခုတ်တာအကုန်